ဒီကောင်လေးရဲ့တက်ခံရတဲ့အမှုကိုပေါ့နော်ဘယ်သတင်းဌာနဂျပန်ဘယ်သတင်းဌာနကဖော်ပြမလဲဆိုပြီးတော့ကျွန်မစောင့်နေတာပေါ့နော်ဒါပေမဲ့ဂျပန်ဘယ်မီဒီယာသတင်းမှမဖော်ပြသေးဘူးပြီးတော့တခုရှိတာပါလဲဆိုတော့ဟော့ဖြစ်သွားတာပါလဲဆိုရင်သူတို့နီပေါ်နိုင်ငံသားပေါ့နော်နေပါလို့ပြောတယ်နော်ဂျပန်ကိုကျတော့သူတို့နီပေါ်နိုင်ငံသားတွေနဲ့နိုင်ငံသူတို့နိုင်ငံချင်းသူတို့လူမျိုးတွေကတော့ဂျပန်မှာတော်တော်လေးဆိုရှယ်မီဒီယာမှာပြတ်နေပါပြီအဲ့ဒါပါလဲဆိုဒီကောင်လေးကအသက်ခံရတာပေါ့နော်ဂျပန်မျိုးသမီးဂျပန်ကောင်မလေးကနေပြီးတော့ဂျပန်မျိုးသမီးမျိုးပြောမှာနော်ကောင်မလေးဖြစ်ပါဖြစ်သူ့ရဲ့ချစ်သူကြီးစားဂျပန်မလေးကနေသူ့တတ်တာအဲ့တတ်တာကောင်မလေးဒါချက်ပေါင်းများစွာနဲ့ပြီးတော့ဖြစ်စဉ်ရတာပါလဲဆိုလို့ရှိရင်ကောင်လေးရဲ့ခေါင်းကိုဂျပန်ကောင်မလေးရဲ့ရေချိုးခန့်မှာတွေ့တာပေါ့နော်အံ့ဩစရာကြီးနော်ရုပ်ရှင်ဆန်လိုက်တာပြီးတော့နောက်တစ်ခုကပါလဲဆိုရင်ဂျပန်နိုင်ငံမှာလေဂျပန်ရဲတွေအရှင်ယူတာလေနိုင်ငံသားနဲ့သူတို့နိုင်ငံသားဦးစားပေးနည်းနည်းဟိုဖြစ်တာရှိရနော်တကယ်ရှိတာဒီမှာဒီချက်မှာပေါ်နေတယ်အဲ့ဒါကြောင့်မလို့ဂျပန်ရဲတွေကိုလည်းသူတို့အမှုမှန်ပေါ်ဖို့အတွက်ကိုပြီးတော့တေခံဖန်စီရမိဖို့အတွက်ကိုတော်တော်လေးအကူအညီတောင်းပြီးတော့ social media မှာပြန့်လာကြတယ်အဲ့ဒါပါလဲဆိုရင်ကျမတို့ပြီးခဲ့တဲ့ရက်ထိတောင်ကျမတွေ့သေးတယ်ဂျပန်ရောက်နေတဲ့မြန်မာမောင်လေးမြန်မာမောင်ငယ်လေးတယောက်ရဲ့သူ့ရဲ့ကားလဲအဲ့လိုပဲသူတို့ကားတွေကိုရိုက်ခွဲပြီးတော့ပစ္စည်းလူသွားတယ်action ယူပေးပေါ့နော်အဲ့ဒါသူတို့အစင်းစင်းတိုင်ထားတယ်ဆိုတော့ကျမတော်တော်မှတွေ့လိုက်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးမှကျမတို့နိုင်ငံသားတွေကိုမှသူတို့ action ယူတဲ့ပုံမှာနောက်နေကြံ့ကြာမှုတွေရှိတယ်သူတို့နိုင်ငံသားဖြစ်လို့ရှိရင်တော့အမလေးသူတို့ရဲ့ကလေးသူတို့ရဲ့ဂျပန်နိုင်ငံသားနေပြီးတော့သူတို့ရဲ့ဂျပန်လူမျိုးတွေကိုတယောက်ကိုအဲ့လိုတတ်ဖို့ချစ်နေနေတာဘယ်လိုပြောမလဲဒီလိုကိုချီလက်ရောက်နေတိုးမိတာတို့ချီမိတာတို့ရထားပေါ်မှာကင်မိချီမိတာတော့မှချက်ချင်းချေအေးယူမှဘာမှမကြောက်တော့ဖန်စီလိုက်တာတွေတင်းနဲ့ချက်ချင်းတက်လာတယ်ဒါပေမဲ့အခုဒီတင်းကကြတော့မတက်လာသေးဘူးကျမဒီ official ပေါ့နော်တင်းတက်လာမလားဆိုစောင့်ကြည့်နေတယ်ဒါပေမဲ့မတက်လာသေးတဲ့အတွက်ကြောင့်မလို့ဒါပေမဲ့ဒီကောင်လေးကကြည့်လိုက်နော်သူ့အိမ်ကသူ့မောင်နှမတွေသူ့မိဘတွေဆိုဘယ်လောက်ရင်ကွဲမလဲသူနဲ့တူနေတဲ့နေပေါ်နိုင်ငံသားနေပြီးတော့မှဖော်ထုတ်တာပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူနဲ့သူ့ကောင်မလေးကတပတ်တစ်ခါဟိုတယ်မှာချိန်နေတဲ့ချစ်သူဖြစ်ခဲ့ကြတော့သူကဒါပေမဲ့ तू ကချစ်သူဖြစ်တဲ့အချိန်မှာမှ तू လမ်းခွဲချောင်းပြောပြီးတော့မှနောက်တစ်ခါပြန်တွေ့ရအောင်တစ်ခေါက်တော့တွေ့ကြရအောင်ဆိုပြီးချိန်ရတဲ့အခါမှာ तू တွားလိုက်တဲ့အချိန်မှာလုံးဝမချင်မထားတာဖြစ်လာတယ်ပေါ့နော်ပြောချင်တဲ့သဘောကလေဂျပန်မှာချစ်သူရေးစားထားမယ်ဆိုလို့ရှိရင်လည်းနည်းနည်းဟောပေါ့နော်သူတို့နိုင်ငံသားတွေနဲ့ထားတာတို့သူတို့ဂျပန်နိုင်ငံသူတွေနဲ့ထားတာတို့ဂျပန်နိုင်ငံသားတွေနဲ့တားတွေနဲ့ထားတယ်ဆိုလို့ရှိရင်လည်းဂူးဆက်ကြပါလို့ဘာလို့ဆိုမချင်မထားတဲ့အရာတွေရောပြီးရင်သူတို့တွေကလေဇက်ကားတွေကြည့်ပြီးတော့မှစိတ်တစားဆန်ဆန်လေးတွေကများတဲ့အခါကျတော့စိုးရင်ရတယ်ပေါ့နော်ပြီးတော့နှစ်ဦးဘောတူလမ်းခွဲလိုက်ပြီဆိုမှတော့နောက်တစ်ခါချိန်လည်းမတွားကြနဲ့ပေါ့နော်ချိန်ရင်လည်း public area နဲ့အများသူကနေလေကြောင်တောင်ပန်းချန်နေမှာချိန်ကြပေါ့နော် coffee ဆိုင်နေမှာပေါ့အဲ့ဒါတော့မှကြီးလို့နေလူရှိရနော်တကယ်ကြောက်ဖို့ကောင်းတယ်အဲကြောင့်မို့ဂျပန်ရောက်နေတဲ့မြန်မာမောင်ငယ်ညီမငယ်လေးလည်းဆင်ချလို့ရအောင်ဒီဗီဒီယိုလေးကို share လုပ်ချင်ဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ bye bye